အားကိုလို့ရမလားဆိုပြီးအလေးထားခဲ့တာအခုကြည့်တော့ငါကိုငါပြန်ထိုးဖို့ဓာတ်တလက်ကမ်းပေးလိုက်တယ်လို့ဖြစ်သွားပြီသူတို့ဘက်ကပြက်ပြက်တသားနဲ့စရင်ရှင်းကျင်နေဆိုမှတော့လေငါတို့တွေကောင်းကောင်းကြီးစရင်တွက်ကြတာပေါ့ငါမတ်တက်ရက်ပြီးရုံးခန်းထဲကနေထွက်လာခဲ့တယ်မြေအောက်ကားပါကင်ကိုရောက်တော့ဒီကားထိုင်ကုန်စုပ်ကိုအရင်ဆုံးဖြုတ်ပစ်လိုက်တယ်ကြည့်ရတာအရန်တောဆန်နေပြီးတော့ဒီချိတ်ဆွဲထားတဲ့အဆောင်လက်ဖွဲ့အမိုက်တွေကိုလည်းလွှင့်ပစ်တယ်ဘာတွေလဲမသိဘူးအကုန်လွှင့်ပစ်ဟွန်းနောက်ဖုံးတွေကတစ်တာကိုလည်းအပြင်ထုတ်လိုက်အောင်ဘသူသိမလဲထဲထဲမှာဘာခိုးဝက်ပစ္စည်းတွေထည့်ထားလဲဆိုတာဒါကတမိုး8000ပေးရတဲ့ငါရဲ့စိတ်ကြိုက်ချုပ်လုပ်ထားတဲ့တားရီထိုင်ကုန်စုပ်လေပြီးတော့အဲ့ဒီအဆောင်လက်ဖွဲ့ကငါသမီးလေးကိုယ်တိုင်လုပ်ပေးထားတဲ့ဘေးအနေကင်းအဆောင်လေးကိုချန်ကားကိုဒီမှာပဲရက်ထားခဲ့မယ်နော်ကျွန်တော်တို့အရင်တက်နှင်ပြီးကျွန်တော်တို့သွားပြီးနော်ကိုချန်ဟောက်ကကားမောင်းသူနေရာမှာဝင်ထိုင်ပြီးစကီယာရင်ကိုကင်ကတပ်ပုံတွေတောင်ရိုက်နေသေးတယ်ပြီးတော့အလုတ်စူးစားတဲ့သူတွေကံမဆိုးပါဘူးဆိုပြီးစာသားနဲ့တင်ကသူ့ရဲ့လူမှုကွန်ရက်မှာကားတစ်ကြီးဆိုပြီးကြွားလိုက်သေးတယ်ငါအဲ့ဒီ post ကိုကြည့်ပြီး like တစ်ခုပေးလိုက်တယ်စူးစားပါချန်ဟောက်မင်းကားကိုငြိမ်ငြိမ်လေးမောင်းနိုင်ဖို့မျှော်လင့်ပါတယ်ဘာလို့လဲဆိုတော့ဒီကားကစရိုက်တိတ်မကောင်းဘူးအရှင်သခင်ကိုပဲမှတ်မိတာနောက်ရက်မနက်ခင်းမှာတော့ဝန်ထမ်းရေးရမန်နေဂျာကငါ့ကိုခေါ်တွေ့တယ်ဒရိုက်တာလင်ခမားရဲ့ဒီတစ်ချိန်ပြဿနာကကုမ္ပဏီအပေါ်တက်ရောက်မှုကြီးမားလုံးလို့ကုမ္ပဏီဘက်ကခမားရဲ့လုပ်ပိုင်ခွင့်တချို့ကိုယာယီရပ်ဆိုင်းဖို့ဆုံးဖြတ်လိုက်တယ်ဘသူကိုလွှဲပေးရမှာလဲချန်ဟောက်အလုပ်တင်တယောက်ကိုပေါ့အထွေထွေမန်နေဂျာလျန်ကပြောတယ်ချန်ဟောက်ကငယ်ပေမဲ့စီကန်းကြီးတဲ့ပြဿနာတွေကိုထောက်ပြရတဲ့ဒါကြောင့်ကုမ္ပဏီကသူ့ကိုလှုပ်ထုံးလုံနီးကြော်ပြီးစီမံခန့်ခွဲရေးမှုဖြစ်ယာတုတိုးပေးဖို့ရည်ရွယ်ထားတဲ့ခမားရဲ့အလုပ်တွေကိုကူညီပံ့ပိုးပေးဖို့ပေါ့ကောင်းပြီလေလှုပ်ထုံးလုံနီးကြော်ပြီးယာတုတိုးပေးတယ်ပေါ့ငါကိုနင်းပြီးမှစီမံခန့်ခွဲရေးမှုယာတုကိုရတာဆိုတော့ဒီကုံသွယ်မှုကိုချန်ဟောက်ကောင်းကောင်းကြီးတွက်ချေကြိုက်သွားတာပဲအကိုလေးအထွေထွေမန်နေဂျာလျန်ကကျွန်တော်ကိုအကိုနဲ့ဝယ်သူအချက်လက်တွေလာလွှဲပြောင်းခိုင်းလို့ပါအထူးသဖြင့်မန်နေဂျာကြောက်ဘက်ကပေါ်နောက်ပတ်တနင်္လာနေ့တူလာမှာမို့လို့ကျွန်တော်ကြိုပြီးလေ့လာထားရမယ်မန်နေဂျာကြောက်ဝင်ကျွင်းဒါကကုမ္ပဏီရဲ့လက်ရှိအကြီးမားဆုံးဝယ်သူကြီးပဲပြီးတော့လွန်ခဲ့တဲ့2နှစ်ကငါရဲ့ဒီဇိန်ခံကားကြီးကိုတုံးပြီးပြိုင်ဘက်တွေလက်ထဲကနေအသေးအတန်လူယူခဲ့ရတဲ့ဝယ်သူမျိုးတချို့အသေးစိတ်အချက်လက်တွေကဖိုင်ထဲမှာမပါဘူးမလားဥပမာမန်နေဂျာကြောက်ကဘလို့လက်ဖက်ရည်မျိုးတောက်ရတာကြိုက်လဲစားတော့ရင်ဘာတွေရှောင်လဲပုံမှန်ဆိုဘာဝါသနာပါလဲမန်နေဂျာကြောက်ကဓာဟုံပေါင်လက်ဖက်ရည်တောက်ရတာကြိုက်တယ်ပင်လယ်စာမစားဘူးပြီးတော့ကောက်တီးရရတာဝါသနာပါတယ်ငါကအမှန်တဝက်ပဲပြောလိုက်တယ်မန်နေဂျာကြောက်ကဓာဟုံပေါင်ကြိုက်တာနဲ့ပင်လယ်စာမစားတာကအမှန်ပဲဒါပေမဲ့သူ့မုံဆုံးကမတိပဲနဲ့တိတလူလုပ်ပြီးလူရဝင်ချင်နေတဲ့လူငယ်တွေကိုပဲမှတ်မိပါပြီကျေးဇူးပဲအကိုလင်းဒါနဲ့ကားတော့ကိုတော့ကျွန်တော်ကားဆရာဦးဝမ်စီပေးလိုက်ပြီအထွေထွေမန်နေဂျာလျန်ကပြောတယ်နောက်ဆိုဒီကားကိုမန်နေဂျာကြောက်လို့အဆင့်တန်းရှိတဲ့ဝယ်သူမျိုးကိုကြိုဆိုတဲ့နေရာမှာပဲသုံးရမယ်ပုံမှန်ဆိုရင်တော့ပိတ်သိမ်းထားရမယ်တဲ့ကောင်းတာပေါ့ပိတ်သိမ်းထားတယ်ဟုတ်လားမင်းတို့တွေဘလောက်အထိယူသွတ်နိုင်မလဲဆိုတာငါစောင့်ကြည့်အောင်မယ်မွန်လွဲပိုင်းမှာတော့ငါကားအယောင်ပြခန်းကိုတစ်ခေါက်သွားခဲ့တယ်မစ္စတာလင်ရောက်လာပြီပဲကားကမကြသေးခင်ကဘာပြဿနာမှမရှိဘူးမလားခင်ဗျာပြဿနာမရှိပါဘူးငါတကားလုံးကိုစစ်ဆေးမှုလုပ်ချင်လို့ပြီးတော့ငါရဲ့လမ်းညွန်တီနေရစနစ်ကိုပါအဆင့်မြင့်ပေးဦးကောင်းပါပြီကားကိုမောင်းလာခဲ့လားခင်ဗျာမမောင်းလာဘူးနောက်ရက်အနည်းငယ်အတွင်းတယောက်ကကားကိုဒီကိုမောင်းလာလိမ့်မယ်မှတ်ထားပါကားကိုတောင်ထဲဝင်တာနဲ့ချက်ချင်းတကားအားလုံးကိုတောက်ခတ်ပစ်လိုက်ငါရဲ့အမိတ်မရှိပဲဘယ်သူမှမောင်းထွက်ခွင့်မရှိစေနဲ့နားလဲပါပြီဒီကားကခမားရဲ့နာမည်နဲ့မို့လို့ကျွန်တော်တို့ခမားစကားပဲနားထောင်ပါပါပွဲကောင်းကအခုမှစတာငါကုမ္ပဏီကိုတက္ကစီစီးပြီးပြန်လာခဲ့တယ်ကုမ္ပဏီတိုက်အောက်ကနေဖြတ်တော့ကူလီနန်ကားကြီးကပါကင်ထဲကနေဖြည်းဖြည်းချင်းမောင်းထွက်လာတာကိုငါမြင်လိုက်ရတယ်အိုးအကိုလင်တက္ကစီစီးမလို့လားအားနာလိုက်တာအထွေထွေမန်နေဂျာလျန်ကအလုပ်ကိစ္စနဲ့သွားစရာရှိလို့ကားကိုကျွန်တော်တို့တုံးလိုက်ပြီဒီလောက်ပူအိုက်တဲ့ရာသီဥတုမှာအကိုလည်းတိတ်မပင်ပန်းပါနဲ့တော့အိမ်စောစောပြန်ပြီးကလေးပဲထိမ့်ပါတော့လင်ဖုန်းတက္ကစီခါကိုအခွန်ပြန်တောင်းလိုက်လေငါကားကိုသုံးငါစီကစီတွေကိုတုံးပြီးသူတို့အလုပ်ကိစ္စသွားကြတာကိုတော့ငါတက္ကစီစီးတာကိုလှောင်ပြောင်နေကြသေးတယ်ဒီသွေးဆုပ်ကောင်မိသားစုတစုလုံးကတကယ်ကိုရိုးရိုးသားသားနဲ့သွေးဆုပ်နေကြတာပဲဟဲလိုကျွန်တော်စီဖြစ်ကက်တစ်ခုကိုပယ်ဖြတ်ချင်လို့ဟုတ်ကဲ့ချက်ချင်းပိတ်ပေးလိုက်ပါ
အခုချိန်မှာကားကိုတောက်ခတ်လိုက်တာကသူတို့အတွက်တက်ညာလုံးရကြလိမ့်မယ်တောက်ခတ်မယ်ဆိုရင်သူတို့တစ်သက်လုံးမမေ့နိုင်မယ့်အချိန်မျိုးကြမှာတောက်ခတ်ရမယ်ဆရာအကောင်းဆုံးရုံးခန်းအကျိုးဆောင်စီမောင်းပေးပါစရင်ရှင်းမယ်ဆိုမှတော့အိမ်ခန်းကိုပါတခါတည်းစရင်တွေ့ရုံပေါ့ကုမ္ပဏီရဲ့လက်ရှိရုံးခန်းနေရာကငါနာမည်နဲ့ပိုင်ဆိုင်တဲ့အိမ်ချမ်းမြေဖြစ်နေတာအဲ့ဒီတော့ကလျံရွှေကလုပ်ငန်းစထောင်ကားစားဆိုတော့ရုံးခန်းအကောင်းစားမငားနိုင်လို့ငါအဖေခြံထားခဲ့ပေးတဲ့ဒီရုံးခန်းလွှာကိုဈေးကွက်ပေါက်ဈေးရဲ့တဝက်နဲ့ကုမ္ပဏီကိုငှားပေးခဲ့တာစာချုပ်ကတစ်နှစ်တစ်ခါပဲချုပ်တာဖြစ်ပြီးလူကြီးလူကောင်းသဘောတူညီချက်အရလာမဲ့လမှာကုံဆုံးတော့မှာချန်ဟောက်ကကုန်ကြစည်လျှော့ချပြီးစွမ်းဆောင်ရည်မြင့်တင်မယ်လို့ပြောထားတယ်မဟုတ်လားဒါဆိုရင်အိမ်လခလျှော့ချတာကနေပဲဆက်လိုက်ကြတာပေါ့တနင်္ဂနွေနေ့ညပိုင်းမှာငါအိမ်မှာသမီးလေးနဲ့အတူအယုတ်ဆက်ကစားနေတော့ဖုန်းရုပ်တရက်မြည်လာတဲ့လျန်ရွှေစီကပဲလင်ဖုန်းနင်ပဲမှာလဲအိမ်မှာလေးစီဖြိကကဘာလို့တုံးလို့မရတော့တာလဲဥဝံသွားဖြည့်တော့ကကအပိတ်ခံထားရတယ်လို့ပြနေတယ်အော်အဲ့ဒီကငါရဲ့ကိုပိုင်နာမည်နဲ့လှုပ်ထားတာလေငါမတော်တဆပျောက်ဆုံးသွားလို့ပဲဖြတ်လိုက်တာနင်တမင်တက်လှုပ်တာမလားမန်နေဂျာလျံပထမဆုံးအနေနဲ့ဒါကငါကတ်ငါပဲဖြတ်ချင်လို့ပဲဖြတ်တာဒုတိယအနေနဲ့ကုမ္ပဏီကားကိုဘာလို့ငါရဲ့ကိုပိုင်ကတ်နဲ့စီဖြည့်ခိုင်းနေရတာလဲစရင်ကင်ကကားဆရာစီကိုလာစဉ်စီဖိုးတွေထုတ်မပေးဘူးလားရတယ်လင်ဖုန်းနဲ့တော်တယ်နော်ဒီစီဖိုးကိုကုမ္ပဏီကစိုက်ထုတ်မယ်နေနောက်ကုမ္ပဏီရဲ့ပဲရင်းမြစ်ကိုမှတုံးဖို့မစင်စားနဲ့တော့ကောင်းပါပြီမန်နေဂျာလျံဒါကအစပဲရှိသေးတာပါတနင်္ဂနွေနေ့ညမှာပဲငါအဲ့ဒီအထောက်ထားစာရွက်စာတမ်းတွေကိုမိတူတစုံကူးထားလိုက်တယ်ပြီးတော့ရုံးခန်းငှားရမ်းကစာချုပ်ကိုလည်းရှာဖွေထုတ်ယူလိုက်တယ်စာချုပ်ပေါ်မှာအမဲရောင်ပေါ်အဖြူရောင်စာသားနဲ့အသေးချာရေးထားတယ်ငှားရမ်းခတက်တန်းက2026ခုနှစ်မတ်လ9ရက်နေ့ထိပဲဆိုလိုတာကမနက်ဖြန်မှာတက်တန်းမတိုးရင်သူတို့တွေကတရားမဝင်ကျူးကျော်နေထိုင်သူတွေဖြစ်သွားပြီငါခဏလောက်စဉ်းစားပြီးအကျိုးဆောင်စီဝီချက်ကနေစာပိုးလိုက်တယ်မနက်ဖြန်မနက်10:00 နာရီမှာအိမ်ငါအစ်စ်ကိုခေါ်ပြီးလာကြည့်လေပါကောင်းပါပြီအကိုလည်းအဲ့ဒီနေရာကအရန်နာမည်ကြီးတယ်ဘန်နာရေးကုမ္ပဏီတစ်ခုကလက်ရှိပေါက်ဈေးထက်နှစ်ဆပေးပြီးငှားချင်နေတာပြဿနာမရှိဘူးလက်ရှိငှားထားတဲ့သူမဟုတ်ရင်ဘယ်သူပဲဖြစ်ဖြစ်ရတယ်မနက်ဖြန်ကတကယ်ကိုစိတ်လှုပ်ရှားစရာကောင်းတဲ့နေ့တစ်နေ့ဖြစ်လာတော့မှာပဲမန်နေဂျာကြောက်ကလည်းစစ်ဆေးဖို့လာမယ်အကျိုးဆောင်ကလည်းအိမ်လာကြည့်မယ်ချန်ဟောက်ကလည်းစွမ်းဆောင်ရည်ပြအောင်မယ်ပြီးတော့ငါကတော့ပိုက်ကုံကိုတိမ့်ုံမယ်ငါအေးလေးစာရွက်တရွက်ကိုထုတ်ပြီးအပေါ်မှာကိန်းကနန်းတွေကိုစရင်ချရေးလိုက်တယ်ကူလီနန်ကားတန်မိုး3တန်း2သိန်းဝယ်ယူခွန်2သိန်း8တောင်းနှစ်နှစ်စာအာမခံ3သိန်းနှစ်နှစ်စာပြုပြင်ထိန်းသိမ်းက8တောင်းနှစ်နှစ်စာစီဖိုး6တောင်းရုံးခန်းငှားရမ်းကကွာဟချက်1တန်း2သိန်းအဲ့ဒီတုန်းကဝန်ထမ်းလာစာကြိုးစိုက်ပေးခဲ့တာ9သိန်းစုစုပေါင်း9တန်း4သိန်း2တောင်းငါအဲ့ဒီကိန်းကနန်းကိုကြည့်ပြီးတကယ်ကိုရေချင်မိတယ်ငါတန်း9တန်းကျော်အကုန်ကြခံပြီးကျေးဇူးကန်းတဲ့ခွေးအုပ်စုတစုကိုမွေးမြူမိခဲ့တာပဲကျေးဇူးမတင်တဲ့အပြင်ငါ့ကိုကုမ္ပဏီအပေါ်အခွင့်ကောင်းယူပါတယ်ဆိုပြီးပြန်ကြိုက်နေကြသေးတယ်328,000တန်းငွေဟွန်းမနှက်ဖြန်ကြရင်သူတို့မျိုးထားသမျှအရာအလုံးကိုအတိုးနဲ့အရင်ပြန်အန်ထုတ်စေရမယ်မန်နေဂျာကြောက်ရောက်ဖို့ဘယ်လောက်လိုသေးလဲလေစိတ်ကနေခုမှဆင်းတာမိနစ်40လောက်လိုဦးမယ်တနင်္လာနေ့မနက်9:00 နာရီငါကွန်ပျူတာခုံမှာထိုင်ပြီးငါပစ္စည်းတွေကိုဖြည်းဖြည်းချင်းတင်ဆေးနေတယ်သူတို့မျက်လုံးထဲမှာတော့ငါကဘေးဖယ်ထုတ်ခံထားရတဲ့တတန်းကုန်းဒရိုက်တာဟောင်းတစ်ယောက်ပဲပြီးတော့ချန်ဟောက်ကမှအနာဂတ်ရဲ့ကျေပွင့်အစ်စ်ပေါ့မန်နေဂျာကြောက်ရောက်ပြီလားကောင်းပြီငါအခုပဲဥဝံကိုကုမ္ပဏီတကားဝစီကားမောင်းသွားပြီးခမားကိုကြိုခိုင်းလိုက်မယ်ဥဝံမြန်ကားကိုစုံတကားဝစီမောင်းသွားလိုက်တော့ဘာဖြစ်တာလဲမြန်လုပ်လေမန်နေဂျာကြောက်စောင့်နေတယ်ဆက်နိုးလို့မရဘူးစောတင်ကတင်ကောင်းနေသေးတာကိုဘလို့လို့ဖြစ်နိုင်မှာလဲမင်းဘရိတ်မနေမဲနှိုးနေတာလားနင်းနဲ့ဘာဖြစ်တာလဲမသိဘူးအရေးကြီးတဲ့အချိန်ကြာမှအခက်တွေ့နေပြီမန်နေဂျာလျံကတော့ခတ်ခံလိုက်ရပြီတခိုးကာကွယ်ရေးစနစ်ပွင့်သွားပြီးအင်ဂျင်မှာတော့ခတ်ခံလိုက်ရတာအပိုးတော့ကောဘယ်မှာလဲရှိတယ်စီမံရေးရဌာနရဲ့ကာကွယ်ရေးတစ်တာထဲမှာမြန်သွားယူ